Okay ကျွန်တော်ခုစောပြမှာ escape fully for print တော့ပါအဲ့တော့မှဘယ်နှမိနစ်အတွင်း speed 100ရနိုင်မလဲဘယ်နှမိနစ်အတွင်း speed 100ရနိုင်မလဲ Okay ကြည့်ကြအောင်ဒီမှာ9မိနစ်ထားလိုက်မယ် Okay 9မိနစ်ထားလိုက်မယ်9မိနစ်အတွင်း speed 100ရအောင်လုပ်ရမယ် Okay စမယ်ဒီမှာနော်စပြီနော်စလိုက်ရအောင်9မိနစ်အတွင်း speed 100ရအောင်လုပ်မယ် Okay ဒီမှာကအဲ့ဒါဘာကောင်လဲမသိဘူးဒီရှုဆက်သွားအောင်မယ်ရှေ့မှာဘာကောင်နေရှိတယ် Okay ဒီမှာ38ရှုရဟာဘာလို့ယူလို့မရဖာတော့ဟာဒီကောင်ကြောင့်ယူလို့အော်ရပြီဟိုမှာလာပြီ4မိနစ်နဲ့26စက္ကန့်4မိနစ်နဲ့23စက္ကန့်ရှိပြီ Okay သွားလေးကြအောင်ဒါလေးဖြောက်လိုက်မယ် Okay တကောင်ရပါပြီအဲကောင်လည်းပတ်သက်ရှေ့ထုတ်မယ်9မိနစ်အတွင်းဒီမှာ9မိနစ်ကုန်တော့မယ်9မိနစ်အတွင်း speed 100ရအောင်လုပ်အောင် Okay 9မိနစ်အတွင်း speed 100ရအောင်လုပ်9မိနစ်အတွင်း speed 100ရအောင်မလုံးနိုင်ဆိုရင်10မိနစ်ပြောင်းမယ်10မိနစ်အတွင်းမလုံးနိုင်ဆို15မိနစ်ပြောင်းမယ်9မိနစ်စီထပ်တိုးသွား3မိနစ်နဲ့40စက္ကန့်ရှိသွားပြီဒါက jump ဒါကဟို250 Okay တစ်ခု290 Okay တစ်ခု Okay ရပြီ speed က19ဖြစ်သွားပြီဆိုတော့ဒီဘက်မှာထပ်သွားယူမယ်မြန်လည်းမမြန်တော့ speed 19ဆိုပြီးတော့ဟိုဘက်က Valerina Cappuccino သွားယူမယ်အေးကားတွေရဲကားတွေဥခိုင်မော Valerina Oh my god secret ကြီးရပြီချင်နေဟိုရှိမှာဘာလဲမသိ La Falca Saturno တရားကျော် Yes La Falca Saturnita Okay let's go တန်ဖွင့်မေးရမလားတန်ဖွင့်မေးကောင်းမလားသေးပြီသွားပြီဟာ2မိနစ်ကျော်ပဲကြံဟုတ် Oh my god 2မိနစ်ကျော်ပဲကြံတော့2မိနစ်ကျော်ပဲကြံတော့တယ်ကာပြောက်သွားပြီOkay အဲ့ဒါလာဆောင်းလိုက်မယ်ဟာနှေးလိုက်တော့ကွာဟာအေးသွားတယ်ရဲကားလာနေပြီ police ကားတွေ Okay ရပြီဟာ1မိနစ်နဲ့49စက္ကန့်ပဲကျန်တော့ဟုတ်10မိနစ်မရတော့ထင်တယ်9မိနစ်ထဲနဲ့9မိနစ်ထဲနဲ့မရတော့ပါဘူး9မိနစ်ထဲနဲ့မရတော့ပါဘူး Okay တော့လုပ်ကြည့်မရမလားတရားဖြစ်အောင်လုပ်ရမှာ9မိနစ်အတွင်းတရားတော့မြန်ချင်မှမြန်မှာအခုတော့မဒီမှာ29တောင်နှေးကျင်လို့ဖြစ်နေ Okay နောက်ထပ်သွားတင်မယ်နောက်ထပ်တင်မယ်ဒီမှာက39ထပ်18ဆိုရင်ထပ်တင်လို့ရပြီဒီမှာ20လူကမရ50ဖြောက်အောင်လုပ်လိုက်မယ်40စက္ကန့်ပဲကြာတော့ရ50ဖြောက်အမြန်လုပ်မယ်50ဖြောက်အမြန်လုပ်မယ်မှားဝပြန်ပြီ
ဟာ29 26 25 24 23 22 19 18 19 16 15 14 13 14 17 10ဟာလောက်ပါ45ရောက်နေပြီနောက်တဲ့ငါပဲလို့တော့ဒါငါပဲလို့တော့ဒါဟာ3 2 1ဟာကွာโอเคအဲ့တော့ဒီမှာနောက်ထပ်10မိနစ်နောက်ထပ်10မိနစ်စတယ်โอเคဒီကောက်100ပြည့်အောင်လုပ်ပါနော်100ပြည့်အောင်လုပ်မယ်92တဲ့92တဲ့โอเคဒါလေး share တင်မယ်ဒါလေး share တင်မယ်โอเค40ခုရောက်နေပြီ9မိနစ်နဲ့13စက္ကန့်တော့ဖြစ်နေ9မိနစ်13စက္ကန့်တော့ဖြစ်နေပြီဆိုတော့ okay နောက်ထပ်100ပြည့်သွားပြီ180 95ဟာပဲတင်တော့မယ်နောက်လည်း burn ထည့်ယူမယ်block area ရောက်อ่ะ red area ခုမှ red ပဲရှိသေးရှေ့မှာ E ဆိုင်ဟဲ့လားမသိ E ဆိုင်လားမသိရှေ့ထပ်သွားမယ်ရှေ့ထွက်ထားမယ်Oh my god 4000တော့ဒီကောင်ရကားတွေလာနေဟေးဖိုင်လေးอ่ะသွားမယ်လာသေး yes ရပြီဟာလေခွေးနေမကောင်းဖြစ်နေတာဟုတ်ပါဟုတ်တယ်ခွေးနေမကောင်းဖြစ်နေလားမသိဘူးโอเคသွားကြโอเคဒီမှာ9မိနစ်နဲ့မှ23စက္ကန့်ရှိပြီโอเค60ပြည့်ရောမယ်55ဖြစ်နေပြီနည်းဟိုဖြစ်တယ်ဒီကနေသွားလို့ရလားဟုတ်ရတယ်ဒါလေးရနှေးလာစမ်းโอเคဟာမလာပြီကားတွေလာပြီ Rhino ရ3000ဒီရှက်ဟာယူမယ်ကြော့က2500တော့secret 6000 secret 6000 12000 โอเคအဲ့ဒါယူမယ်ဟိုဘာလဲမသိဘူးအနီကွက်တွေအမြန်ပြေးရမယ်နောက်မှာကားလာနေတာတွေ့ဟုတ်တယ်ကားအဲ့ကားသွားကွာအရင်သွား
9မိနစ်ကျော်ကျန်လေဟိုနောက်မှာဆိုင်ကြီးအကောင့်တွေကအနှေးဆုံးပဲအေးတွေ့ရအောင်မလို့တွေ့ရိုက်မယ်ထင်တယ်ဟိုကောင်တွေကတွေ့လို့ဆိုရင်လိုက်ရိုက်ပြီးတော့လိုက်ယူမလားမသိဘူး secret ဆိုokay အမတင်လိုက်ပြီ3600တော့ထုတ်တစ်စက္ကန့်အိုးပတ်စံ8သိန်းကျော်ပါ ကဲဒီမှာဒါတင်လိုက်ပြီနောက်ထပ်ကဲဝီတိုတေးကိုတောင်းနဲ့ဒီကောင်ကြောက်ခုမှထောင်ကျော်ပဲထုတ်တယ်ဒါကကြောက်တေးကိုတောင်းမဟုတ်19000 3000ထုတ်ပါ တော့အနည်းဆုံးထောင်ကျော်ထောက်လို့ရပြီโอเคသိန်းကျော်ပါသိန်းကျော်ပါပြီဆိုတော့ဒါကဒီမှာအိုးဘာလဲမသိဘူးပေါ့နေရေတော့ဒီပါဟိုအိုက်ကားကြီးလာပြီဟိုကောင်နဲ့ခုံတာမြင်တယ်ဟိုဂျမ်ကိုတင်တာတင်တယ်အိုး3မိနစ်51စက္ကန့်ပဲကျန်တော့အမြန်လောက်အောင်ပဲ65ပဲရှိသေးတယ်ခုမှနောက်ထပ်အများကြီးလိုသေးတယ်3500လိုသေးတယ်ကိုကောင်ဘာကောင်ကြီးလေစားတယ်ဟေးဘာကောင်လည်းမသိမိုက်တယ်အေးလာပြီသွားတာအမြန်သွားလာပြီအေးသွားစမ်းโอเคအမြန်သွားโอเคသွားတာအိုး strawberry elephant ဟာအပိတ်ကြီးသွားရမယ်ဟုတ်ပြီအေးရောက်သွားပြီစီးခွက်ကြီး2မိနစ်ကျော်ပဲကျန်တော့တယ်9,000တော့ထုတ်တယ် Oh my god 2မိနစ်ကျော်ပဲကျန်တော့တယ်အဲ့ဒါ15မိနစ်ပြောင်းသွားမသိ7 9သိန်းကျော်ဆိုတော့ okay 9သိန်းကျော်ဆိုထုတ်လို့ရမလား3သိန်းကျော်ပဲရတယ်4သိန်းတော့မခွဲသေးဘူးကဲ4သိန်းခွဲပါပြီ5သိန်းကျော်ပြီ9သိန်း6သိန်းကျော်သွားပြီ6သိန်းခွဲသွားပြီ9သိန်းနဲ့8000လောက်မသိဘူး9သိန်း9သိန်း8000 9သိန်း9000ဟုတ်တယ်9သိန်း9000လိုသေးတယ်8000မဟုတ်ဘူး9သိန်း9000ရပြီ80ဖြစ်သွားပြီဟိုမှာ1မိနစ်က40ကျော်ပဲကျန်တော့တယ်โอเคအမြန်လုံးမရမယ်ရပြီနောက်ထပ်โอเคဒီမှာလာနေတော့ slow တဲ့โอเคသွားမယ်ဒီမှာရဲတွေရှိတယ်အေးဒီကားရဖြတ်လို့ရတယ်ဒီ secret နေရာကိုကျော်ဘာ area ရောက်မလဲ secret area ပဲဒီကောင်နေကြပတ်စံပို့ထုတ်တယ်ဒီကောင်ပတ်စံထုတ်တာများတယ်
48 minute ပဲ48 second ပဲကျန်တော့တယ် no အဲ့လိုလုံးဝမဖြစ်ရအောင်36 34 33 32 31အာကွာဟဲ့ဘယ်သူမှမတွေ့ဘူးရပြီ19 second ပဲကျန်တော့တယ်အိုးမီလီယံတော့ဖြစ်သွားပြီ shit 8 second 33 မီလီယံနဲ့ကွာသူပြပေးစဲရပါဝင်ကုန်ပြီဟာပြေးသွားပြီကွာအချင်ရကွာပြေးသွားပြီ15 second နောက်ထပ်ဒီမှာ15 second stack okay 35 million ပဲရှိသေးတယ်33 million ရောက်သွားပြီကွာ3ချိန်တိတိများတော့ဖြစ်သွားပြီ90ရောက်သွားပြီနောက်ထပ်10ပဲလို့တော့ခုဘက်ကနေထပ်သွားယူပဲOkay နောက်ထပ်ထပ်သွားယူမယ်ချင်းလေးဖွင့်မိလိုက်ပါတန်ဝမဖွင့်တာတေဝါပြီအတန်ရကောင်းလည်းမကောင်းဟာဥဖတ်တီလိုက်ရိုက်တယ်ဥဖတ်တီမဟုတ်ပါဘူးမစ္စတာဘိုက်ပူအလက်စီယိုပါလာပြီအလက်စီယို okay အလက်စီယို okay မစ္စတာဘိုက်ပူတတ်တာဒီမှာမစ္စတာငါ6ဖုံများ okay သွားမယ်ရောက်တော့မယ်ဟုတ်ပြီရောက်ပြီခင်ဗျာdivine နဲ့ escape tsunami ထဲမှာတော့ဒီကောင် divine မရှိရပါပြီဟိုမှာ7 minute ပဲရှိသေးတယ်ဒီမှာဟာ140ကျော်တယ်140ကျော် okay 140ကျော်တော့မယ်okay 140ကျော်တော့မယ်ဟုတ်ပြီနော် base ကို2ထပ်လောက်လိုက်အောင်ရော့ကွာနဲပဲကုန်တာ okay 149ဆိုလားမသိဘူးလိုပူ150လောက် yes 160လောက်ပြောသွားပြီ yes okay ရသွားပြီခုဒီမှာ7 minute နဲ့မှ48 second ခုနဟာရင်းနဲ့ပေါင်းမယ်ဆိုရင်မိနစ်20ဟိုမှာ17ဆို31ဟုတ်ပါဘူးဟိုမှာ48ဆိုတော့ဘယ်နှစက္ကန့်ကုန်ပါ3ဟိုပါလေခုနကကြတော့20မိနစ်20
23မိနစ်နဲ့မှ23မိနစ်နဲ့မှ22စက္ကန့်23မိနစ်နဲ့မှ22စက္ကန့်ဒီဥစ္စာရဖို့23မိနစ်နဲ့မှ22စက္ကန့်ကုန်ပါတယ်โอเคနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဒီဗီဒီယို subscribe လေးလုပ်ပေးပါဦး subscribe လုပ်ပြီးတော့ဗီဒီယိုကလေးလုပ်ခဲ့အောင် subscribe လုပ်ပြီး like လေးပေးရအောင်အဲ့ဒါလက်ကားပါโอเค bye bye